4, 3, 2, 1. Hello. ဖြူအခုလေးစိတ်ကနေပြီးတော့ထွက်ခွာတော့မှာပါဆိုတော့ဖြူ Harrods ပြန်ဖို့အတွက်ဘန်ကောက်ကိုသွားနေပါပြီဆိုတော့စင်သင်းတော့ဖြစ်နေပါပြီဝယ်ရောက်မှပြန်တွေ့ကြမယ်နော်တတာHello အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါဖြူပါခုမိုးတို့မြောက်ကတော့ဘန်ကောက်မှာ Harrods သွားပြန်ဖို့အတွက်လေကွင်းကိုရောက်နေပြီပေါ့နော် ဟုတ်ပါတယ်မိုးကတော့ double ပြိုင်ပါပါဖြူကတော့စလိုပြိုင်ပါပါဟုတ်ကဲ့မိုးတို့မြောက်ဆုံးအားပေးကြပါအောင်မပြိုင်ခင်မှာတော့အရင်ဆုံးကြိတ်ပါအောင်နှစ်ရက်စောလာတာပေါ့နော် cups လုပ်ဖို့အတွက်စားဖို့အတွက်ကိုနှစ်ရက်တက်စောလာတာပါပါတယ်အရင်ဆုံးတော့တိုင်ဝမ်အတွက်လိုတယ်ဒီဗီနက်မတ်ထုတ်တာတွေချက်တင်ဝင်တာတွေလောက်ရမယ်ဆိုတော့နည်းနည်းလေးရက်ပေါ့နော်စောလာရပါတယ်ဟုတ်လားအဲ့တော့ဘန်ကောက်ရောက်ရင်ပြတ်တွေ့ပါမယ် Bye bye see you ဒါအခု Central ကပူးမားပေါ့နော်ပူးမားဆိုင်မှာ Harrods ပြန်ဖို့အတွက် register ဒီ check in လာပြီးတော့လုပ်မှာပါဆိုတော့အခုရောက်နေပြီဆိုတော့ပူးမားဆိုင်ထဲဝင်ပါပြီ check in လုပ်ဖို့အတွက်ဒီကတော့ chip numbers ပေါ့နော်ဒီချီချင်းဝတ်မှာပတ်ထားရမယ် timing chips လေးပေါ့နော်ကဲခုဆိုရင်တော့တိုင်ဝမ်အတွက် register ထုတ်ပြီးပါပြီ bib number လေးလာထုတ်ပြီးပါပြီဆိုတော့တိုင်ဝမ်နေ့ကျရင်ပြန်တွေ့ကြပါမယ် Hello အခုဆိုလို့ရှိရင်တော့ပြန်ဝင်သွားဖို့အတွက် BTS စောင့်နေပါတယ်ဆိုတော့ Q ကတော့ဒီနေ့9:00နာရီမှာတိုင်ရမှာပါဖြူလို့ပဲညီမနိုင်ငံကနေသွားပြိုင်နေသူတွေဖြူတငယ်ချင်းတွေဖြူတီတွေကကြတော့မနေ့ပိုင်းပြိုင်တာရှိရင်းနဲ့ပိုင်းပြိုင်တာရှိရပေါ့နော်categories တွေကိုယူထားတဲ့ categories အလိုက်တိုင်ရမယ့်အချိန်တွေကကွာသွားတယ်ဆိုတော့သူတို့အားပေးဖို့အတွက်ခုထဲကနေကြိုပြီးတော့သွားပါတယ်ဆိုတော့ကိုရအောင်ပြန်ပေးကြမယ်တာခုဆိုရင်တော့ Bangla Station ကိုရောက်နေပါပြီဆိုတော့တိုင်ဝဲကွင်းကိုလမ်းရှောင်နေပါတယ်ဆိုတော့ဒီမှာပါဆိုတော့စိတ်တော့လှုပ်ရှားနေပြီဒါပေမဲ့ပြန်ရမယ့်အချိန်တော့မရောက်သေးဘူးဒါစနေနေ့တိုင်မဲ့လူတွေဝင်တဲ့ entrance ပေါ့နော်သူတို့ကဒီနေ့တိုင်မဲ့လူတွေဆိုတော့ဒီမှာ register လုပ်ရပါမယ်ဒါကတော့ pin number ပေါ့နော် pin number ကိုရေးပေးနေရပါဒီတိုင်မဲ့ thank you ဒါကြတော့တိုင်ပွဲကိုအားပေးမဲ့သူတွေပေါ့နော်တိုင်ပွဲကိုအားပေးမဲ့သူတွေတိုင်ပွဲကြီးမဲ့သူတွေလက်မှတ်ဝယ်ထားတဲ့သူတွေပေါ့နော်တန်းစီပြီးတော့ဒီမှာလက်ပတ်လေးယူနေကြတာပါ Harrods ကအပြင်ကလူတွေလာပြီးတော့အားပေးလို့ရတယ်ကြီးလို့ရတယ်ပေါ့နော်အမေလက်မှတ်လေးတော့ဝယ်ရပါတယ်ဒီကတော့တိုင်ပွဲဝင်နေပြန်ရမယ် entrance ပေါ့နော်ဒီနေ့ကနေဝင်ရမှာပါဆိုတော့ဒီမှာပါပြီဖြူတငယ်ချင်းမို့သူ့ partner နဲ့အတူပြိုင်နေတာဖြူအားပေးလိုက်အောင်မယ်ထုံးစံတိုင်းဖြူကြရက်ထားတာပေါ့နော်မပြိုင်ရင်လေးမှာရှောက်သွားပြီးအားပေးနေတော့ချော်လဲရစင်မောကပြုတ်ကျပြီးဒူးနာသွားလို့အခုရေခဲကက်နေရတယ်ခုဆိုရင်ဖြူပြိုင်မဲ့အချိန်ကနီးလာလို့လိုအပ်တာတွေစပြီးတော့ပြင်ဆင်နေပါတယ်ဖနက်လဲတယ်ချီချင်းပေါ်မှာ timing chips ဝတ်တယ်ဝမ်မက် area မှာဖြူသွေးဖို့လုပ်ဖို့အတွက်စတင်ပြီးတော့စောင့်နေပါပြီ I'm ready မပြိုင်ခင်မှာဖြူသွေးပူလေးချင်းငန်းလေးလုပ်ပါတယ်45မိနစ်ရှိနေပြီဆိုတော့ပြော9နာရီတိုင်ရမှာဆိုတော့တိုင်ဝဲမတိုင်ခင်7မိနစ်အလိုဝင်ရမယ်ဆိုတော့ပြောအခုဝင်มาတော့မယ်ဝမ်းမဲ့လည်းလုပ်ပြီးပြီဆိုတော့တိုင်ဖို့အတွက်သွားလိုက်ပါဦးမယ်ဘိုင်ဘိုင် Let's go တာထွက်ဖို့စိတ်တွေရမ်းလှုပ်ရှားပြီးတော့စောင့်နေပါတယ်စစ်
စထွက်ချင်း1 km အရင်စပြေးပါပြီ1 km ပြေးပြီးတော့ first station ဖြစ်တဲ့ ski art မှာ1000 m စပြီးတော့ဆွဲနေပါပြီ station တစ်ခုမစခင်တိုင်းမှာ1 km ပြေးရပါတယ် ski ပြီးတော့1 km ပြန်ပြေးနေပါတယ် second station ဖြစ်တဲ့ Slapbush တုံးမှုအတွက်ပြေးဝင်လာပါပြီရေရန်ဒီပြိုင်ပွဲမှာ Slapbush လောက်ရတာဖြူကျင်တော့လောက်မခက်ခဲခဲ့ဘူးပေါ့နော်ဒီမှာတွန်းရတာဖြူအတွက်ပိုလွယ်ကူတယ်လို့ဖြူခံစားရတယ်ဖြူကျင်တာတော့ငါမြေပြင်နဲ့ပြိုင်ပွဲမှာထားရတဲ့မြေပြင်အနေအထားပေါ့နော် smooth ဖြစ်တာချင်းကွာဝါလို့တော့ဖြူထင်တယ်1 km ထပ်ပြေးပြီးတော့ Slapbush station မှာဖြုံနေပြီဒီ Slapbush မှာတော့ဖြူကျင်တော့ထပ်ပိုခက်ခဲခဲ့တယ်သူတို့ပေးထားတဲ့လမ်းကြောင်းကဖြူကျင်တော့ထပ်ပိုကျင်းနေတော့ကျိုးတွေဖဲတာနဲ့တိုင်တွေပတ်ပြီးဖင်နိုင်ရဲ့ချော်လဲပါလေရောဘေးကသူများလမ်းကြောင်းတွေကိုကိုကျိုးတွေကလည်းကြော်လို့မရဘူးသူတို့သတ်မှတ်ထားတဲ့စီးမြင်တိုင်း workout တိုင်းကိုစော့ရတယ်မဟုတ်ရင် penalty ထိပြီးတော့ပြန်လောက်ရတာတွေအချိန်တိုးရတာတွေဖြစ်တယ်ပေါ့နော်ဖြူအကြောက်ဆုံး Barbies Project Station ကိုရောက်ပါပြီ training လုပ်ထဲအားဖြူမပိုင်းဆုံး Barbies Project ကိုပြိုင်ပွဲမှာတော့မောနေပဲမြင်မြန်ကျော်ဖြတ်နိုင်ခဲ့တယ် Barbies Project မှာအဓိက penalty မထိဖို့အရေးကြီးတယ် penalty ထိရင် no count ဖြစ်ပြီးတော့ပြန်လုံးရတဲ့အတွက်အချိန်ကုန်လူပင်ပန်းစေတယ် Station 5 မှာတော့ rowing machine ဆွဲရပါတယ်ဒါကတော့ဖြူအတွက်လွယ်ကူတယ်လို့ပြောရမယ် easy peasy rowing station ပြီးတော့1 km ပြန်ပြေးပါပြီအပေးကြရနော်အပေးကြတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကဲ station 6 farmer gary မှာကတပတ်နှစ်ဖက်ကင်ပြီးတော့200 m ပြည့်အောင်မော့နဲ့ပဲလမ်းလျှောက်နေပါပြီဒီ station မှာဖြူစပြီးတော့ကြွတ်တက်ချင်လာပြီဒီညာဘက်ခြေတလုံးကလမ်းမြမြန်ရှောင်းလိုက်တိုင်းကြွတ်တက်လာလို့ဖြည်းဖြည်းနဲ့ပဲ farmer gary ကိုကြော်ဖြတ်နေရပါတယ်Station 7 Sample Lunges မှာဖြူဒူးကွေးလိုက်တိုင်းဆန်းလိုက်တိုင်းကြွတ်တက်ချင်လာလိုက်ပြန်ပြောက်သွားလိုက်နဲ့ဖြစ်နေကြလို့တော်တော်လေးသတိထားပြီးတော့ဖြူလှုပ်ခဲ့ရတယ်ဒီ Station 7ပြီးတော့1 km ပြန်ပြေးတဲ့အချိန်မှာဖြူ6ကလုံးဝကြွတ်တက်သွားတယ်နောက်ဆုံး1 km ကျန်တာကိုခြေလမ်းစိတ်နဲ့ပဲဖြူပြေးခဲ့ရတယ်နောက်ဆုံး station ဖြစ်တဲ့ Wallbox station မှာဖြူလုံးဝကျွတ်တက်သွားတဲ့အတွက် Wallbox အခါတရာကိုတော်တော်လေးစူးစမ်းပြီးတော့ပြီးအောင်လုပ်ခဲ့ရတယ်။ training ချိန်မှာဆိုရင်ဖြူ Wallbox အခါတရာကို3မိနစ်ကျော်ပဲကြာပေမဲ့ကျွတ်တက်သွားတဲ့အတွက်ဒီမှာတော့9မိနစ်ကျော်ကြာခဲ့တယ်။နောက်ဆုံးတော့ဖြူအောင်မြင်စွာနဲ့ workout တွေအားလုံးကိုပြီးအောင်လုပ်နိုင်ခဲ့ပါပြီ။ပြီးသွားတဲ့အချိန်မှာရင်ထဲမှာအလုံးကြပြီးရမ်းပျော်ပြီးကဖြူပြီးတဲ့အချိန်နဲ့ဓာတ်ပုံလေးတွေရိုက်ခဲ့ပါတယ်ဆိုလို့ရှိရင်တော့ဖြူကြိုင်ဝင်ပြီးသွားပါပြီဖြူကြိုင်နာတနာရီ38မိနစ်နဲ့29စက္ကန့်ကြာပါတယ်ဆိုတော့ I did it this is my Pyros first time yes. Bye bye see you in next race